ဝယ်ဖို့တဲ့မမတွေဆိုရင်ပေါ့နော်မိုးမတိုင်ခင်မှာကြိုပြီးတော့ဥထားလို့ရပါတယ်ညီမပစ္စည်းလေးတွေကိုအချိန်အများကြီးကြိုပြီးတော့စုထားပေးပါတယ်ရှင့်ငပိပြတ်မှာဒီတစ်ခါတော့လောကစိတ်မပူရတော့ဘူးပေါ့နော်ဒီတစ်ခါတော့ငပိမပြတ်အောင်ညီမလှုပ်ထားပေးပါတယ်ဟိုပါပေါ့နော်မိုးရေးထဲမှာလောမပြလောက်ဘူးထင်းနေညီမအချိန်တော်တော်များများဥထားပေးတယ်ဆိုတော့လေဒီတတုတ်လဲဒါဒီတတုတ်ပြီးရင်နောက်ထပ်တတုတ်လဲထိုင်ရအောင်မယ်ဒါနောက်ဆုံးတုတ်ပဲတုတ်ရောက်ပြီးသားနဲ့ဒါလောကမရတော့ဘူးပေါ့နော်ငပိကညီမတို့ရမှာမိုးရေးဆိုငပိမလောက်ဘူးဟိုနေမပူရေလဲငပိမလောက်ဘူးဒါငပိလောက်တဲ့အန်ဒီရပေါ့နော်သူကလောကမလောက်ဘူးသူငပိကိုမကောင်းရင်လောကမလောက်ဘူးလောကမလောက်တဲ့အတွက်ကြောင့်မလို့ညီမတို့လည်းလောကမရဘူးပေါ့နော်မရဘူးဆိုတော့ညီမကလည်းကောင်းတာမှယူတယ်ပြီးတော့တန့်ရှင်းရမယ်ပြီးတော့လောကဟိုဓာတုဆေးလောရမယ်ဆေးလောကမစိုးထားတဲ့တွေ့ကြမလို့ငပိကမဲတယ်ဆိုပြောမှကြားလို့နော်မမဲဘူးငပိကမမဲဘူးဒါလောကငပိအယောင်ပဲဘာလို့လဲဆိုသူ့ရဲ့မြေကောင်အယောင်ကလေညီမတို့ဒီပင်လေရေနစ်ကရတဲ့မြေကောင်နဲ့ချောင်းကားရတဲ့မြေနဲ့မတူဘူးဒီမြေကောင်ကကြောက်တော့ထောင်းလိုက်ရင်သူ့ရဲ့ original အယောင်ကဒီအယောင်ပေါ့နော်ဒီအယောင် original အယောင်ပဲဒါလောကဆေးမဆိုးတဲ့အယောင်ပါရှင့်ဟိုအားကြတော့မြင်ကောင်တွေကကြည်ပြီးတော့ဖြူတဲ့အတွေ့အကြုံမလို့ပေါ့နော်ရရဲလေးလို့ချင်နေဆိုရတော့ဒါတော့ပါတတ်တယ်ပေါ့နော်ညီမတို့ကကြတော့လောကဒီလိုမျိုးမလုပ်ထားဘူးဒါထိုင်မပြောချင်ရနော်သူများညာတယ်မပြောလို့တော့ဒါလေးကဒီဟာလေးရပေါ့နော်ညီမတို့ဒါအခုညီမကင်view file ထဲမှာပြထားတဲ့အရာတိုင်းဆိုရင်တော့ဒါလောကဒါအပြင်အောင်တိုင်းတူပါတယ်ရှေ့အပြင်အောင်တိုင်းတူတယ်ပေါ့နော်ဒါလေးလည်းညီမပြန်ပြီးတော့ထပ်ပြီးတော့ပြောပြပေးတာပါရှေ့ဘာလို့လဲဆိုတော့လေဟိုငပိတွေကဆေးမဆိုးထားတဲ့ငပိဖြစ်တဲ့အတွေ့အကြုံမလို့သူ့ရဲ့ original ဒီမှာတွေ့လားငပိဒီမှာပါကက်ဖောက်ပြထားတော့ဒီမှာတပင်းနားမှာလာရစ်ပြီးတော့မနေနိုင်တော့ဘူးဒီငပိကိုသူလာပြီးတော့သူတည့်ရည်နဲ့စားပြလိုက်အဲ့တော့မျိုးတော်တော်မွေးတာသူငပိကလောကလေငပိနန့်တွေကမွေးပြီးတော့နေတာသူ့ကိုကယ်လိုက်ရင်လေပစောကင်ထားတဲ့အနံ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲကြောင့်မို့ဒါကိုထိုင်ရတဲ့ကြိုက်မှရောင်တဲ့ငပိမျိုးဖြစ်တဲ့အတွေ့အကြုံမို့လို့စိတ်ချပြီးတော့ဝယ်လို့ရတယ်ငပိကောင်းတတ်လေးကိုစားချင်တယ်ဆေးလဲလောချင်တယ်တဲခဲလောချင်တယ်ဆိုရင်တော့ဒီငပိလေးကိုမလို့စိတ်ချပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင့်ဝယ်နေကြမမတွေဆိုရင်လည်းပဲဟိုစတော့လေးတွေရှိနေတဲ့တွေ့ကြမလို့ပစ္စည်းလေးတွေပြည်နေတော့ပေါ့နော်မလို့မိုးအတွေ့ကိုဝယ်ပြီးတော့မိုးတွေ့ကိုဝယ်ပြီးတော့ဥထားရှိနေဆိုရင်လည်းပဲအခုနေဝယ်လို့ရပါတယ်ရှင်ညီမတို့ဒီဗီဒီယိုအခုနေဝယ်လို့ရပါတယ်ရှင်အဲ့ဆိုရင်ညီမဒီဗီဒီယိုဖိုင်လေးကိုဒီမှာနောက်ခဲ့ပြပါနော်ဟိုညီမတို့ရိုးရဟန်မတွေသူအမြင်ဗီဒီယိုဖိုင်လေးကိုချိန်တစ်ခုပေးပြီးတော့ကြည့်ပေးတဲ့တွေ့တယ်ကြည့်နေတဲ့မမတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ကောင်းကျိုးလေးဆန္ဒပြုပါကြပါစေရှင်